တဆိတ်ရှိရင်ကျမတို့ဂေါရမမြတ်စွာဘုရားဘလို့ပြောလဲတေပြီးသားဟုတ်ပါပြီတေပြီးသားရုပ်ထုစင်နုတွေကိုကိုးကွယ်တယ်ရုပ်ထုစင်နုတွေကိုကိုးကွယ်တယ်ဆိုတဲ့စော်တဲ့ကားတဲ့စကားတွေကလေထက်နေတာပဲထက်ချီးတလဲလဲပဲဒီတက်ထိနင်တို့မှပြောစရာစကားမရှိဘူးလားငါတို့မြတ်စွာဘုရားဂေါရမမြတ်စွာဘုရားတေပြီးသားကိုမလို့ရုပ်ထုစင်နုတွေကိုးကွယ်တယ်ဆိုတဲ့စကားကနင်တို့ခရိယန်တဲကိုဝင်သွားတဲ့လူတိုင်းကိုခရိယန်လူတို့ချုပ်ကိုပြောနေကြစကားတွေဖြစ်တယ်အဲ့တော့ဒါဆိုရင်ငါကမေးမယ်နော်မနာနဲ့ငါတို့ဂေါရမမြတ်စွာဘုရားကတေပြီးသားမှန်းတယ်ဒါမှငါတို့ကနှုတ်ကပတ်တော်တွေနဲ့ငါတို့ကတရားဒေသနာတော်တွေကိုပုံတော်ကိုရည်မှန်းဂုံတော်လွှမ်းပြီးတော့ကိုးကွယ်တာလို့ပြောပြီးပြီနင်တို့ကဘာကိုမှန်းပြီးတော့ကိုးကွယ်တာလဲနင်တို့သခင်ယေရှုကရောတေသွားပြီမဟုတ်ဘူးလားပြန်လဲရှင်သန်ခြင်းညထမြောက်လာတယ်လို့နင်တို့ကဆိုရအောင်တန်ဝက်ကလေးတစ်ခုရအောင်နင်တို့ခရိယန်တွေသိအောင်ငါပြောခဲ့အောင်မယ်တချို့အရာတွေလူတစ်ယောက်ကချက်ချင်းမသိဘူးမျောတယ်ဆိုတဲ့ဟာရှိတယ်တချို့ဆိုရက်ပေါင်းအတော်ကြာတပတ်9ရက်ထိမျောသွားကြတယ်ဒါကိုမသိပဲနဲ့နော်အပြင်လောကမှာကိုမြုပ်ပစ်လိုက်လို့မသေးသေးမဲ့သေသွားတဲ့လူတွေရှိတယ်။ဒီအဲ့တော့နင်တို့သခင်ယေရှုကသေရာနေပြန်ထလာတာမဟုတ်ဘူး။မျောသွားပြီးကြောက်ကူတယ်နင်တို့ပြစ်ထားပြီးသူအသက်ပြန်ပြီးတော့တတိယလာတာ။နော်အဲ့ဒီလိုပဲဖြစ်မှာအဲ့ဒီလိုမှမဟုတ်ဘူးဆိုရင်တော့ဖောက်သက်ဝင်လာတာပဲဖြစ်မှာ။ဘယ်အရာကမှသေပြီးတော့ပြန်လဲရှင်တယ်ဒါဆိုရင်နင်တို့သခင်ယေရှုကပြန်ရှင်လာတယ်နင်တို့သခင်ယေရှုကတော့အခုချိန်ဒီအသက်ရှိတယ်ငါတို့ဖခင်ကတော့သေပြီးသားဆိုတော့အဲ့အသက်ရှိတဲ့ဖခင်ငါ့ကိုခေါ်ပြစမ်းပါငါမမြင်ဘူးလို့ချောလာလို့ကြည့်မလို့ချောလာလှလာပိန်လာဝလာငါတို့လည်းမြင်ဘူးတယ်ရှိတာပေါ့နင်တို့သခင်ယေရှုနင်တို့အသက်ရှင်နေရှင်တန်ညသူများတော့ရှင်အောင်လုပ်ပဲသူလည်းမသေးတော့ဘူးလေခေါ်ပြစမ်းမှာကြည့်မဲ့လေငါတို့လေဒါဆိုရင်ခရိယန်ဘာသာကိုကိုးကွယ်နေတဲ့လူတယောက်မှမသေးဘူးလားအဲ့ဒါဆိုခေါ်ပြခရိယန်လူမျိုးတွေတကြိုထားတဲ့အုပ်ကူတွေမှာဖျက်သိနေကုန်တွေမှာပွားလို့မသေးဘူးလားမကြိုပါဘူးလေဘာဖြစ်လို့လဲတို့သိနေလောက်ထားတာလဲသေခြင်းတရားဆိုတာဘယ်လူမျိုးမှရှောင်လို့မရဘူးဘယ်ဘာသာဝင်မှရှောင်လို့မရဘူးနော်အဲ့တော့နင်တို့သခင်ကမသေးဘူးဆိုလို့ရှိရင်ငါတို့ခေါ်ပြနော်အခုတော့တဆိတ်ရှိရင်ငါတို့မြတ်စွာဘုရားကိုကြတော့သေပြီးသားကိုကိုးကွယ်တယ်သေပြီးသားကိုကိုးကွယ်တယ်နင်တို့လည်းသေပြီးသားမသားကိုကိုးကွယ်တာပဲဒါပေမဲ့မတူဘူးနော်နင်တို့ကမသားငါတို့ကမြတ်စွာဘုရားနားလည်ပြီလားငါတို့ဖះကလေးနှစ်ချေနဲ့ကဘာတသိမ့်ပါရမီဖြည့်ကျင်ပြီးတော့မှဖះဖြစ်ခဲ့တာဖះလည်းလွယ်ကူဖြစ်ခဲ့တာမဟုတ်ဘူးနော်နင်တို့သိဖို့နင်တို့ပြန်ပြီးတော့ဖះရဲ့ပါလေဟိုတင်းကိုပြန်ပြီးတော့ဖတ်ပြရအောင်မလားရွတ်ပြရအောင်မလား